တစ်တော့မှာအရန်နာမည်ကြီးနေတဲ့မင်္ဂလာတုံဘက်ကထုံးပြူစီတွေကိုပလေးစော့ရန်ကုန်ရိုက်ဖို့အတွက်ကျွန်တော်ရောက်ခဲ့ပြီဒီဖျားကိုရောက်ရင်ရန်ကုန်ကနေတောင်ကြီးပဲရောက်သွားသလိုလိုမန္တလေးပဲရောက်သွားသလိုတွေပြောနေကြတာမြင်ဘူးမှာပါတကယ်ပဲအဲ့လိုဟုတ်ရဲ့လားကျွန်တော်နဲ့တူသွားကြည့်လိုက်ရအောင်ဗျာအရင်ဆုံးသတိထားမိမှာကထုံးပြူစီလေးတွေပါပဲရှမ်းပြည်တောင်ပိုင်းကမွေတော်ကက်ကူစီတွေနဲ့ပုံစံတူတီထားကိုကွယ်ထားတယ်ဆိုပေမဲ့ထုံးပြူတုတ်ထားပုံကြောင့်မန္တလေးကကုသိုလ်တော်ဖျားရဲ့ကြောက်စာကူတွေလည်းမှတ်ရသည်ပင်မစီရီကြီးကိုထည့်မရင်အရန်စီရီပေါင်း180ရှိပြီးတော့စီရီလေးတွေတိုင်းမှာတစ်တော့လည်းအကြသူတွေအပေါင်းနဲ့စီကားတိုင်းမဲ့ကျွန်တော်ဗီဒီယိုတွေမှာသူတို့ပုံတွေမပေါအောင်တော့တက်နိုင်ဆုံးရင်ကျေးမှုရရှောင်ပေးထားပါတယ်ပင်မစီရီတော်ကြီးရဲ့အောက်ခြေကတော့အာနန္ဒာဖျားလိုမျိုးလှိုင်ကူပုံစံအလဲပိုင်းအောင်ဆူလာမှုနီအထက်ပိုင်းအောင်တပ်ပညူဖျားပုံစံမိညံ့တီထားပါတယ်ဇေဒီတော်ကြီးရဲ့အတွင်းမှာတော့မူးဒရဟန်၄ခုနဲ့လေးမျက်နှာရက်တော်မူဖျား၄စုကိုဖူးမြင်ရမှာပါကျွန်တော်နဲ့တူတူဖျားလိုက်ဖူးကြည့်ပါဦးဖျားပရုံကတော့တော်ကျေတာမလို့ကိုကအချိန်ရလို့အေးဆေးနေချင်တာဆိုရင်တင့်တော်ပါတယ်ကျွန်တော်လိုမျိုးထမင်းကြိုင်လေးလေးယူသွားပြီးအေးဆေးဖွင့်ဆိုင် share ပဲအချိန်မားလက်တဲ့သူတွေဖို့တော့ blog တွေမှာညွှန်းတာကြည့်ပြီးအရင်မျောလင့်တကြီးအချိန်လူပြီးလာတာမျိုးတော့မဖြစ်စေချင်ဘူးဘာပြောပါအားလုံးအေဂျင့်ရှိပါသေးပေါ့